Hello မင်္ဂလာပါစီးပွားရေးလုပ်ကိုင်တဲ့အခါမှာတိတ်တိပဲဖြစ်စေကြီးတိပဲဖြစ်စေအာယုံစူးစိုက်မှုကတော့အတူတူပဲဖြစ်ပါတယ်လုပ်ငန်းအသေးလုပ်ပြီးမယ်လေကျွန်တော်တို့တိတ်ချာချာအစီအစဉ်လေးဆွဲရတယ် plan ဆွဲရတယ် organize လုပ်ရတယ် leading လုပ်ရတယ်ပြီးပြန်ပြီးမှအကဲဖြတ်ရတယ်ပေါ့နော်အဲ့လိုတိတ်ချာချာစနစ်တကျထူထောင်ထားတဲ့လုပ်ငန်းအသေးနဲ့ဖြစ်တယ်လို့ပဲကြုံတယ်လို့ပဲကံမဲဆိုပြီးတွားနေတဲ့လုပ်ငန်းရက်လက်တွေကမတူပါဘူးတိတ်ချာစီမံခန့်ခွဲထားတဲ့လုပ်ငန်းအသေးတွေကဘယ်သွားနေတယ်ဆိုတော့ကောင်းသိတယ်ပေါ့နော် तू ကဒီမှန်းချက်မရှိရင်ပဲ့ထိတ်မှပါတယ်လေလိုပဲဟိုရင်းလိုက်တရန်လိုက်ဖြစ်တဲ့ဥပမာမွေးနေ့ကိတ်ကိုပဲဖုတ်ပြီးရောင်းမယ်ဆိုတဲ့လုပ်ငန်းအသေးလေးဟာကိတ်6လောက်ပါလားဆိုတော့ तू မလုပ်ဘူးသူ့ရဲ့ရည်ရွယ်ချက်ကမွေးနေ့ကိတ်ကိုပဲစမ်းသစ်တီထွင်ပြီးရောင်းမှဖြစ်တယ်ဒါကြောင့်မလို့တိတ်ချာချာစီမံခန့်ခွဲထားတဲ့လုပ်ငန်းတွေက clear direction ဆိုတဲ့ကိုဘယ်သွားနေတာလဲဆိုတော့တိတ်ချာချာသိတယ်ကိုဘာဖြစ်ချင်တာလဲဆိုတော့လေတေချာသိလို့ဖြစ်လာတဲ့ကံမှာလေ तू ကပျော်ရတယ်နောက်တစ်ခုကတော့ကိုလုံနေတဲ့ဟာကိုဖြစ်ချင်တဲ့ဟာနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းတိတိကျကျဆုံးဖြတ်ချက်တွေချနိုင်ပါတယ်လုပ်ငန်းအသေးလေးတွေကိုလုပ်ကိုင်တဲ့အခါမှာတေချာလေ့လာသိရမယ့်အရာတွေဖြည့်ထားခြင်းအပြင်အမှားရောနေနိုင်ပါတယ်2လပိုင်း23 24 25 26ည9နာရီနဲ့10နာရီခွဲထိကျင်းပမယ့် Small Business Management Online Workshop လေးကနေဖိတ်ခေါ်လိုက်ရပါတယ်ရှင်